မင်္ဂလာပါမမမိမိခါရအိုဘူအဲရူအန်တရီကိုယိုမြန်မာလိုဒိတ်ပဲလေးနဲ့ရှင်းလင်းထားပေးပါတယ်အခုတစ်ခေါက်ကတော့စာမျက်နှာ123ကနေ125နံပါတ်981ကနေ980အထိပဲဖြစ်ပါတယ်ကိုရခုနနာကျူအချီပန်ကတာရှိကနာကကျင်းတေပေါက်တေချာတယ်ပြပြတတတိတကြကိုပြောတာပါအချီပန်အနေနဲ့ဆိုလို့ရှိရင်တော့ရှင်ဘုံဝတာရှိကနာဂျီဂျူစုတာခဲဥစုတာအနာခဲတယ်ပါနာရနိုင်ရှင်ဘုံသတင်းစာကတော့တာရှိကနာကျင်းတေပေါက်တေချာတဲ့ဂျီဂျူစုနာအကြောင်းအရာအဖြစ်အမှန်ဒီဒါခဲကိုအိုပေါ့ကိုပေါ့နော်စုတာအေးဆိုတာပြန်မြို့တစိမ့်ဖော်ပြတာပေါ့နော်နာခဲတယ်ပါနာရနိုင်မလို့မရအောင်ဆိုတဲ့ခါကျတော့မှန်ကန်တိကျပြတ်တဲ့အကြောင်းအရာတွေကိုပဲဖော်ပြပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ရှင်ဘုံကတာရှိကနာဂျီဂျူစုတာခဲဥစတာအနာခဲတယ်ပါနာရနိုင်နောက်တစ်ကြောင်းနေနေကတော့တာရှိခာနိကာဘန်နိစိုက်ဖူကိုဤတဲ့တဟာဆုနာနော်နိအခုရာစကားတဲ့မို့မီဆိုခါလာနိုင်တာရှိခာနိတေချာပေါက်ကာဘန်လွယ်အိတ်နိအဲမှာစိုက်ဖူဆိုတော့ပစိန်တသေးလေးတွေပို့ပါနော်အိုဤတဲ့တဆိုတော့ထည့်ထားတဲ့ဟာဆုနာနော်နိဆိုတာကျင်းတေပေါက်ကိုထည့်ထားခဲ့တယ်ဒါပေမဲ့ဘာဖြစ်တယ်လဲအခုရာဘလောက်ပဲစကားတဲ့မှုရှာလဲပဲမစ်ဆိုခါလာနိုင်မတွေ့ဘူးဆိုတော့သူအိတ်ထဲမှာပတ်စံအင်္ဂလိပ်ကိုထည့်လိုက်တာတော့သိချင်တယ်ဒါပေမဲ့အခုပြန်ရှာတော့မတွေ့တော့ဆိုတော့တနည်းအားဖြင့်ထွက်ကြခဲ့ရလားဒါမှမဟုတ်အိမ်မှာပဲကျင်ခဲ့လားပေါ့နော်အဲ့လိုပုံစံမျိုးပြောတာပါあの会社倒産するらしいですよ。それは確かですか？あの会社အဲ့ကုမ္ပဏီလေးရဲ့倒産ဆိုတာဘာလဲဆိုလို့ရှိရင်ဒေဝါလီခန္ဓာကိုပြောတာเนาะအဲ့တော့倒産するらしいですよဆိုတာらしいဆိုတာပုံမဲဆိုတော့ဒေဝါလီခန္ဓာမဲ့ပုံပဲတဲ့ဆိုတွေအဲ့ဒါကတော့လေ確かですかဆိုတော့ဖြစ်နိုင်ရဲ့လားဟဲတေချာရဲ့လားဟဲဆိုတဲ့ပုံစံမျိုးပြောတာเนาะအဲ့တော့あの会社倒産するらしいですよそれは確かですかအဲ့တော့ပေါက်စစကလုံးအနေနဲ့မဲရှိဆိုလို့ရှိရင်နားအနေနဲ့ဆိုလို့ရှိရင်တာရှိကစဆိုတော့ပြတ်သားတိချာတိကြမှုပေါ့နော်ရီဂီကိုတခြားအမျိုးအစားအနေနဲ့ဆိုလို့ရှိရင်ခါကူဂျီစနာကဘာလဲဆိုလို့ရှိရင်တိကြတယ်တေချာတာကိုပဲပြောတာပါခန်းလင်းကောအနေနဲ့သက်ဆိုင်တဲ့စကားလုံးအနေနဲ့ဆိုလို့ရှိရင်เนาะတာရှိကမဲရုတေချာအောင်လုပ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါတော့တာရှိကနာကဘာလဲဆိုလို့ရှိရင် adjective ပေါ့နော်နမဝတ္တနာအဲ့တော့ fukushi တာရှိက adverb အနေနဲ့ဆိုတော့adverb ဆိုတော့ကရိယာဝတ္တနာအနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်တာရှိကတေကြွာဆိုတေချာပေါက်လုပ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်လေးမှာပြန်သုံးတယ်အဲ့တော့လက်ပို့တော့နော်ရှိမဲခီဒီဝတာရှိကဂျူကိုနီချီတက်တာနဲ့လက်ပို့တူပေါ့နော်လက်ပို့ရဲ့ရှိမဲခီဒီဒက်လိုင်းပိတ်ရက်ကတော့တာရှိကတင်းတေပေါက်တေချာဆိုပေါ့နော်ဂျူကိုနီချီတက်တာနဲ့ဆိုတော့15ရက်နေ့တေချာတယ်နော်ဆိုတဲ့ပုံစံမျိုးကိုသုံးတာပါခေါ်ရခုနနာဂျူနီပန်ကဂျူယောနာကကျတော့ important ပေါ့နော်အရေးကြီးရဲ့အရေးပါတယ်ဆိုတဲ့နေရာကိုသုံးပါတယ်ကျောဝကိုကိုခါရဂျူယောနာခိုင်ဂီကအာရူကျောဝဒီနေ့ကတော့ဂွန်ကိုညနေပိုင်းခါရကနေပြီးတော့မှဂျူယောနာအရေးကြီးရဲ့အရေးပါတယ်ခိုင်ဂီဆိုတော့အစည်းအဝေးကပေါ့နော်အာရူရှိပါတယ်တဲ့အဲ့တော့ညနေပိုင်းမှာညနေကနေစပြီးတော့ပေါ့နော်အရေးကြီးတဲ့အစည်းအဝေးကရှိပါတယ်တဲ့အဲ့တော့ကျောဝကိုကိုခါရဂျူယောနာခိုင်ဂီကအာရူနောက်ကြောင့်အနေနဲ့ဆိုလို့ရှိရင်တော့ဂျိုဟိုကီချီဆိုကရှောရိုင်မဆမဆူဂျူယောနီနာရူတာတော့ဂျိုဟိုကီချီဆိုဆိုတာကကျတော့နီးပညာတွေရဲ့အချက်လက်တွေရဲ့ဘယ်လိုပြောမလဲသတင်းအချက်လက်တွေကိုပြောတာဆိုတော့ကျတော့ IT ကိုပြောတာเนาะ IT ကတော့တဲ့ဘာဖြစ်မလဲဆိုလို့ရှိရင်ရှောရိုင်အနာဂတ်မှာမာစုဆိုတော့ပိုပြီးတော့လို့ပြောတာเนาะဂျူယောနီဆိုတော့အရေးပါအရာရောက်မယ်နာရူတာတော့ကျင်းတယ်အဲ့လိုမျိုးဖြစ်လာမှာလေတဲ့အဲ့တော့IT ကနောက်ပိုင်းမှာပိုပြီးတော့မှအရေးပါလာမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့ဂျိုဟိုကီချီဆိုကရှောရိုင်မဆူဂျူယောနီနာရူတာတော့နောက်တစ်ကြောင်းကတော့食料問題は国にとってとても重要だ食料問題ဆိုတာကအစားအသောက်နဲ့ပတ်သက်တဲ့ပြဿနာရဲ့တရားတော့တဲ့ခုနီဆိုတော့တိုင်းပြည်နစ်တွတ်တဲ့တိုင်းပြည်တစ်ပြည်အနေနဲ့ကတော့ဘာဖြစ်တယ်လဲတွတ်တဲမှုအရန်ကိုပဲဂျူရောတာအရေးပါရရောက်ပါတယ်အဲ့တော့နိုင်ငံတစ်နိုင်ငံမှာအဲ့ဒီစာဝတ်နေရေးဖူလုံမှုတွေအဲ့ဒါတွေနဲ့ပြဿနာရဲ့မွန်တိုင်းတွေကတော့တိုင်းပြည်တစ်ပြည်တော့ပေါ့နော်အရန်အရေးပါတယ်ဆိုတဲ့ပုံစံမျိုးသုံးတာပါအဲ့တော့ချက်ခုရောမွန်တိုင်းဝခုနီနီတွတ်တဲ့တွတ်တဲမှုဂျူရောတာပေါင်းစကလုံးနေနဲ့ဆိုလို့ရှိရင်တော့ဂျူရောစဆိုလို့ရှိရင်လည်းအရေးပါမှုဂျူရောဆဲဆိုတော့အရေးပါအရာရောက်မှုအရေးကြီးမှုကိုပြောတာပါနော်နောက်ဆက်နေတဲ့စကားလုံးတွေသူနဲ့သက်ဆိုင်နေရတွေကြတော့ဒိုင်းကြီးနာဆိုတော့အရန်အရေးကြီးရလို့ပြောတာနောက်တော့တိုင်းဆက်စွနာကကြတော့အဖိုးမဖြစ်နိုင်မှုတဲ့တမိုးရှိရဆိုတဲ့အရာပေါ့နော်အရန်အရေးပါတယ်ဆိုတဲ့အရာကိုသုံးပါတယ်ကိုရကုနနာကျူးဆမ်းမှန်ကကြတော့ဟစ်စယောနာကကြတော့လိုအပ်တာကိုပြောတာပါခိုတိုမိုနီဟစ်စယောနာနောဝအိုယာနောအတတခိုင်အိုင်ဂျောတာ
ခိုတိုမိုခလေးနီခလေးတွေကပေါ့နော်ဟစ်စီယိုနာလိုအပ်နေတာကတော့နော်ဝလိုတာကတော့အိုရနော်မိဘတွေရဲ့အတတခိုင်းနှွေးထွေးတဲ့ဘာဖြစ်မလဲအာီကျော်ဆိုတော့ချစ်ချင်းမြတ်တာဒါအဲ့ဒါပါပဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကလေးတွေအဓိကလိုအပ်နေတာကတော့မိဘတွေရဲ့နှွေးထွေးတဲ့ချစ်ချင်းမြတ်တာပါပဲဆိုတဲ့အသုံးလေးပဲဖြစ်ပါတယ်အဲ့တော့ခိုတိုမိုနီဟစ်စီယိုနာနော်ဝအိုရနော်တတခိုင်းအာီကျော်ဒါနောက်တစ်ကြောင်းအနေနဲ့ကတော့ခိုင်ကိုင်းတော့ရှိကိုတိုတဲ့ပါစပို့တိုကဟစ်စီယိုနီနာတာခိုင်ကိုင်းနိုင်ငံခြားမှာပေါ့နော် အရှိကိုတိုတဲ့ဆိုတော့နိုင်ငံခြားမှာလောလောဝမှာဖြစ်တဲ့ကြောင်မလို့ပါစပို့တိုဆိုတော့ passport က history နတ်တာဆိုတော့လိုအပ်လာခဲ့တယ်ပေါ့အရင်တော့သူမှာ passport မရှိဘူးဒါပေမဲ့အခုနိုင်ငံခြားမှာလုံထွက်လို့မှာဖြစ်တဲ့ကြောင်မလို့သူမှာ passport တွေလိုလာပြီဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့ခိုင်ကိုင်းတော့ရှိကိုတိုတဲ့ passport တိုက history နတ်တာနောက်တစ်ချောင်းအနေနဲ့ဆိုလို့ရှိရင်တော့ခုရဲချီတိုခါတိုအိုစခုလူနီဝဂင်ကိုခိုစာတော့မိဘူးရှောမဲဆူလူမိုနိုကဟစ်စီယောတာခရက်ချီတိုကာတိုဆိုတာက credit card ပေါ့နော် credit card တောင်းတယ် credit card ဆိုတော့ပတ်စံနေဟိုကဘယ်လိုပြန်ကြိုပြီးသုံးတဲ့ကတ်ပေါ့နော်အဲ့ဒါလေးကိုစခုရုနော်ပြုလုပ်မယ်ဆိုလို့ရှိရင်ဘာလို့ပါသလဲဂင်ကိုခိုစာဆိုတော့ဘန်အကောင့်လိုတယ်နောက်ပြီးတော့တို့ဆိုတော့နောက်ပြီးတော့ပေါ့နော်မီဘွန်းဆိုတာကကျတော့ဒီလိုဟုတ်ပါသလားမဟုတ်ဘူးလားဆိုတာကိုရှောမဲ့တက်တည်ပြပေးတဲ့စုရုမုံနဲ့အဲ့လိုလုပ်ပြီးတဲ့အရာကတော့ဟစ်စီယောတာလိုအပ်ပါတယ်ဆိုတော့ဥပမာဇာယူကတ်ပေါ့နော်နေထိုင်ခွင့်ကတ်တွေဒါမှမဟုတ်ဂျပန်မှာဆိုတော့မိုင်းနမှာကတ်တွေပေါ့နော်အဲ့လိုမျိုးကတ်တွေလိုပါတယ်ဆိုပြီးတော့ပြောတာပါအဲ့တော့ credit card တို့စခုရုနီဝဂင်ကိုခိုစာတော့မီဘွန်းရှောမဲဆူမုနိုကဟစ်စီယောတာခိုးဆဲကောပေါ့နော်ပေါက်ဆက်စကလုံးအနေနဲ့ဆိုလို့ရှိရင်တော့ ဟစ်စီယောဆဲဆိုလို့ရှိရင်လိုအပ်မှုကိုပြောတာပါဟစ်စီယောဆဲကအဲ့လိုလိုအပ်မှုတွေရှိတယ်နိုင်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ပါแต่တိုင်ကီကောဆိုလို့ရှိရင်ဒါမဲ့စကလုံးအနေနဲ့ကတော့ဖူဟစ်စီယောနာမလိုအပ်ဘူးဖူယောနာဟင်းမလိုအပ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးတွေကိုသုံးပါတယ်မဲရှိအနေနဲ့နောက်အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ဟစ်စီယောလိုအပ်ချက်ပေါ့နော်လိုအပ်မှုကအရုရှိတယ်နိုင်မရှိဘူးတဲ့ဥပမာအနေနဲ့ဆိုလို့ရှိရင်တော့ရှောကကိုတဲ့အိကိုအရှိရူဟီစီယိုကအရုနောဒါရောကဆိုတော့ရှောကခိုဆိုတော့မူလာတန်းကျောင်းမှာဘာလို့လဲအိကိုအင်္ဂလိပ်စာကိုအိုပေါ့နော်အိုရှိအဲရူတင်ဖို့အတွက်ပေါ့လေစီယောကဆိုတော့ဒီမှာခါတခါလေးတုံးလို့ရပြီနော်နောင်ဆိုတဲ့အခါကျတော့နောင်ကအရုဆိုတော့ဒီပေါ့ဒီတင်ဖို့အတွက်ကိုလိုအပ်အရုနောဒါရောကဒီမှာဒါရောကဆိုတဲ့ခါကျတော့လို့ဖို့လိုအပ်လို့ရဲ့လားဆိုတော့စာရေးသူကဒါဘယ်လိုပြောရမလဲမလိုအပ်ဘူးနဲ့တူတယ်ဆိုတော့ခန်းစားချက်စောင်းနေပေါ့နော်အိမ်မှာစကလုံးကကြတော့အဲ့တော့ရှောကကိုတဲ့အိကောအိုရှိအဲ့ဒီဟစ်စီယောကအရုနောဒါရောကနောက်တစ်ချောင်းကတော့ဟစ်စီယောကအရဲပါခိုနိုကိုပီခီယိုစကတဲ့ကူရာဆိုင်ဟစ်စီယောကအရဲပါလိုအပ်မယ်ဆိုလို့ရှိရင်ခုနိုဒီကိုပီဆိုတာကကျတော့ copy key ဆိုတဲ့ခါကျတော့ဘာလဲဆိုလို့ရှိရင်copy ကူးတဲ့ပေါ့နော်မိတ်တူကူးဆက်ကိုတဲ့ scatter cross အသုံးပြုပါဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ hisio ကအဲ့ဒါပါခုနို copy key ကို scatter crossခေါ်ရခုနနာကျူယွန်းဘန်ကမွတ်တိုင်းနိုင်ဆိုတာကနှစ်မျိုးဖို့ကောင်းတာ waste ဖြစ်တာကိုပြောတာပါရီယူခိုအခုရဲတဲ့မှုမတာခီလာလေးတို့ဖုခုကစတဲရူနော်ဝမွတ်တိုင်းနိုင်အဲ့တော့ရီယူခိုဆိုတာကတော့ရေးစည်းကြောင်းပေါ့နော်ခိရေးစည်းကြောင်းတွေကအခုရဲတဲ့မှုဆိုတော့ဒီခိနောက်ကြွားပြီးဒါခိမမီတော့ဘူးဆိုပေမဲ့လည်းမတာထပ်ပြီးတော့ပေါ့နော်ခီလာလေးလူဆိုတာကဝစ်လို့ရသေးတဲ့ဖုခုအဝိစားဆိုလို့ရှိရင်တော့စတဲရူနော်ဝခလစ်ပစ်တာကတော့မွတ်တိုင်းနိုင်နှမျိုးဖို့ကောင်းပါတယ်တဲ့ဥပမာပေါ့နော်ဒီအဝတ်စားတွေက fashion ပေါ့နော်ခင်းနောက်ကြပါရဲဆိုပေမဲ့လည်းဝတ်လို့ရတဲ့လောက်ကတော့ဝတ်လိုက်တာစကောင်းနေပေါ့နော်လှုပ်ပစ်လိုက်တယ်ဆိုတာကနှမျိုးဖို့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပါခွန်နစမရနိုင်ခိုင်ကီဘကာရစ်တဲ့တေဝဂျီကန်ကမတိုင်းနိုင်ခွန်နာဒီလောက်တောင်မှစမရနိုင်ဘာမှအရေးမပါအရာမရောက်တဲ့ခိုင်ကီဟွာပေါ့အစည်းအဝေးကိုဘကာရစ်တဲ့အဲ့အစည်းအဝေးတွေကြီးပဲဤတေဝအလုံနေတာကတော့အကြီးကန်ကအချိန်ကမတိုင်းနိုင်နှမျောဖို့အရန်ကောင်းပါလေပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်ဒီလိုဘယ်လိုပြမလို့အပ်ပဲနဲ့အဲ့တော့ဘာမှမဟုတ်ဘဲနဲ့ဒီလိုမျိုးအစည်းအဝေးတွေအများကြီးပဲလုပ်နေတာကအချိန်နှမျောဖို့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ခွန်နစမရနိုင်ခိုင်ကီဘကာရစ်တဲ့ဤတေဝဂျီကန်ကမတိုင်းနိုင်နောက်တစ်ကြောင်းကတော့サッカーကိုလူကောက်ကူစတမ်နိုတာခါရာ一生懸命勉強しないともったいないサッカーကိုတကူးတခါကြီးတောင်မှလူကောက်ကူစတနိုတာခါရာလူကောက်ကူဆိုတော့ပညာသင်လာတယ်ပေါ့နော်စတနိုတာခါရာပညာသင်လာတဲ့အတွက်ကြောင့်မလို့一生懸命
ဘာလဲဆိုလို့ရှိရင် in တိုက်အားတိုက်အပတ်တကုတ်ကိုဘာလဲဆိုလို့ရှိရင်ဘန်ကီယိုရှိနိုင်တို့မကြိုးစားဘူးမလေ့လာဘူးဆိုလို့ရှိရင်တော့မတိုင်းနိုင်နှမျိုးကိုကောင်းနေတယ်အဲ့တော့တခြားတနေရာကိုတွားပြီးတော့မှကိုကဟဲစာတင်မယ်ဆိုပြီးတော့မှတွားလိုက်တဲ့ဟာကိုမကြိုးစားမလေ့လာဘူးဆိုလို့ရှိရင်တော့ဒီတွားထားတာကဘာဖြစ်တယ်လဲအလကားပဲဆိုတဲ့ပုံစံမျိုးပြောတာပါအဲ့တော့စကာကိုလူကာကိုစတာနိုတာခါရာ一生懸命勉強しないともったいないကိုရခုနနာကျူကိုပန်ကကြတော့စကိုရပါလဲဆိုလို့ရှိရင်ဟာအရန်အော်သက်စရာကောင်းနေဘယ်လိုပြောမလဲအရန်ကောင်းနေဆိုတဲ့အဓိပ္ပာယ်အမျိုးကိုသုံးပါတယ်အချိပန်နေနဲ့ဆိုလို့ရှိရင်တော့昨日の台風はすごかった昨日のမနေ့ကတော့တိုင်ဖူဆိုတော့မှုန်တိုင်းကလေဝကပေါ့နော်စုကိုခတ်တာဆိုဟာအရန်ကိုမှုန်တိုင်းကြီးခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါနောက်တော့အန်ဆိုကအိုဝါရုတိုစုကိုဟာကူရှူတတ်တာအန်ဆိုဆိုတာဘာလဲဆိုလို့ရှိရင်တီးပေါက်ဖြော်ပြီးတာတင်ဆက်တာပေါ့နော်သူကဘာလဲဆိုရှင်တီကီတာဖြော်ပြီးတာကိုသုံးနေပေါ့နော်အိုဝါရုတိုတိကေတာဖော်ပြပဲကပြီးသွားပြီဆိုလို့ရှိရင်ဘာဖြစ်တယ်လဲဆိုစုကိုကြီးအရန်ကိုဘာဖြစ်တယ်လဲဟခုရှူဆိုတာကကျတော့လက်ခုပ်တီးတာเนาะဓာတ်တာဆိုတဲ့ခါကျတော့လက်ခုပ်တီးခဲ့ဆိုတော့ဖြော်ပွဲတစ်ခုပေါ့เนาะဒီတိကေတာတစ်ခုပြီးသွားတဲ့အချိန်မှာတော်ကြီးကိုပေါ့လူတွေကအားပေးပြီးတော့လက်ခုပ်တီးခဲ့ဆိုတဲ့ပြောတာပါနောက်တော့အာဂျီတိုすごく美味しいတဲ့အာဂျီဆိုတော့အရသာတို့ဘလို့လဲတဲ့ဆိုすごくဆိုတော့အရန်ကိုမှကို美味しいကောင်းပါတယ်ဆိုတဲ့ပြောပါအဲ့တော့အာဂျီတိုすごく美味しいဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့နိဗ္ဗာန်နေနဲ့ဆိုလို့ရှိရင်တော့ contest တဲ့ usual standards ဟာそれはすごいတဲ့ contest ဆိုတော့ contest ပေါ့နော်ပြိုင်ပွဲမှာတဲ့ usual ဆိုတော့အနိုင်ရရှိခဲ့တာဆိုတော့ရရှိခဲ့ပြီးသွားပြီဆိုတော့ခါကျတော့ standards ဆိုတော့အနိုင်ရရှိခဲ့ပါတယ်ဆိုဖက်လူကဟာそれはすごいဟဲမလီတော်လိုက်တာဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ ichi နဲ့ ni ကိုပေါင်းပြီးတော့မှဘာသုံးလဲဆိုလို့ရှိရင်စုကိုဆဆိုတဲ့ခါကျတော့အန်အောမှုရန်ကိုကောင်းမှုတော်မှုပေါ့နော်အဲ့လိုပုံစံမျိုးသုံးပါတယ်ကိုရကုနာကျူလခုပန်ကကြတော့ဟီတိုးဆိုတာကြအလွန်သူကဘာလဲဆိုလို့ရှိရင်မကောင်းတဲ့ကိစ္စတွေမှာအလွန်ဖြစ်တဲ့စိုးဝါးတယ်လို့ပြောတော့အပေါ်ကစုကိုကြီးကကြတော့ဘာလဲဆိုလို့ရှိရင်အရန်အောဖို့ကောင်းတဲ့ကိစ္စတွေမှာသူကထည့်ပြီးသုံးတယ်ပေါ့နော်ကိုရကုနာကျူလခုပန်ရောဟီတိုးကြီးကကြတော့မကောင်းတဲ့ကိစ္စတွေစိုးဝါးတယ်ဆက်စုပ်ညူရှာပဲကောင်းနေဆိုတဲ့နေရာတွေမှာသုံးပါတယ်အဲ့တော့အချိပန်နေနဲ့ဆိုလို့ရှိရင်တော့ဟီတိုရီကိုအိုးစေတဲ့အီဂျီမဲရူတိုကဟီတိုးကြီးရဲ့ဟီတိုရီကိုလူတယောက်တည်းကိုအိုးစေဆိုတာအများကြီးတဲ့ဆိုတော့ကအီဂျီမဲဆိုတာဘာလဲဆိုလို့ရှိရင်အနိုင်ကျင့်တာเนาะအဲ့တော့အီဂျီမဲရူတိုကအနိုင်ကျင့်လိုက်တာကတော့ဟီတိုကြီးဆက်စုပ်ညူရှာပဲကောင်းတယ်မကောင်းတော့ဆိုတာပေါ့လူတယောက်ကိုလူအများကြီးကအနိုင်ကျင့်နေရဆိုတာမကောင်းတဲ့ကိစ္စလို့ပဲပြောချင်တာเนาะအဲ့တော့ဟီတိုရီကိုအိုးစေတဲ့အီဂျီမဲရူတိုကဟီတိုကြီးနောက်တစ်ကြောင်းနေနဲ့ဆိုလို့ရှိရင်ဖူတာရီနော်ဂျောစေတိုဒိုဂျီနီစကီအတ်တေအီတာနန်တေဟီတိုကြီးအိုတိုကိုတာဖူတာရီနော်ဆိုနှစ်ယောက်တော့ဘာတူလဲဂျောစေမင်္ဂလေးတို့နှစ်ပေါ့နော်ဒိုဂျီနီဆိုဒိုဂျီဆိုတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာနိမှာပေါ့နော်စကီအတ်တေဆိုတော့ကြိုက်နေတယ်အီတာနန်တဲ့တစ်ချိန်တည်းမှာမင်္ဂလေးနှစ်ယောက်ကိုတခါလေးတွဲနေရတဲ့ဟီဒိုကြီးဆိုးဝါလာတဲ့အိုတိုကိုတာအိတ်ကောင်လေးပဲယောက်ျားပဲပေါ့နော်တစ်ချိန်တည်းမှာမင်းလေးနှစ်ယောက်တစ်ပြိုင်နဲ့တွေ့တာမကောင်းတဲ့ကောင်ပဲဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့ဖတာရီနော်ဂျောစေတို့ဒိုဂျီနီစကီအတ်တဲ့အီတာနန်တဲ့ဟီဒိုကြီးအိုတိုကိုတာနောက်တော့ဒီခန်းရောကောပေါ့နော် common word တွေဆိုလို့ရှိရင်မှာဘယ်လိုပေါင်းပြောတယ်လဲဆိုလို့ရှိရင်ဟီတိုကြီးမဲနိအောင်ဆိုဟီတိုကြီးမကောင်းတဲ့ကိစ္စမှာမဲနီအောင်မျက်လုံးမှကြုံလို့ဆိုတော့ဘယ်လိုလဲဆိုလို့ရှိရင်မကောင်းတဲ့ကိစ္စနဲ့ကြုံတွေ့ရရင်ဆိုင်ရဆိုတဲ့ဘက်ကိုသုံးပါတယ်နိဗ္ဗာန်အနေနဲ့ဆိုလို့ရှိရင်တော့ကွန်ဂါကီနော်စေစေကီဝါဟီဒိုခတာကွန်ဂါကီဆိုတာဂါကီဆိုတာဒီ semester ကိုပြောတော့ semester တစ်ခုကိုပြောတာပေါ့နော်အဲ့တော့ကွန်ဂါကီဆိုတော့ဒီ semester ရဲ့စေစေကီအစညာမှတ်ချက်ပေါ့နော်ဒီရဲ့သူ့ရဲ့ grade တွေကတော့ဟီဒိုခတာဆိုတော့မကောင်းဘူးဆိုရခဲ့ဆိုတဲ့အဓိပ္ပာယ်ပါစမ်းပန်အနေနဲ့ဆိုလို့ရှိရင်တော့ခကူရဲတဲ့တဘကိုတဲ့ဆန်စေနီဟီဒိုကိုခိုလာလက်တာခကူရဲတဲ့ပုံပြီးတော့ရှိုးပြီးတော့ဝှက်ပြီးတော့မှတဘကိုဆက်လိတ်ကိုအိုတဲ့တောက်လိုက်နေတာဟုတ်တဲ့စန်းစေးညဆေးရထံမှာဟီတိုခုဆိုးဆိုးဝါးဝါးပါလဲဆိုလို့ရှိရင်ဥခိုပါတာတဲ့တာဆိုတော့အရန်ကိုအလွန်စိတ်ဆိုးခံခဲ့ရပါနဲ့အဲ့တော့ခါကူတဲ့တဘကိုတဲ့စန်းစေးညဟီတိုခုဥခိုလာလဲတာနောက်တော့ကျောင်းကတော့ဒိုရှတာနော်ခေါအီရိုကဟီတိုခုဝါရူယောဒိုရှတာနော်ဘလို့လေခေါအီရိုကဒီမျက်နှာအယောင်ကလေဟီတိုခုတော်တော်လေးကိုအာရူယောဆိုတော့ဘယ်လိုပြောရမလဲမကောင်းဆိုတာတဲ့မျက်နှာအယောင်တဲ့မှိတ်နေရမှာမှိတ်နာဘယ်လိုပြောမလဲခနာကိုရဲ့အနေထားပေါ့နော်သူစိတ်မကောင်းတာလားဒါမှမဟုတ်ရှင်နေမကောင်းတာလားပေါ့အဲ့လိုမျိုးနေရာတွေမှာသုံးပါတယ်အဲ့တော့အချင်းနီဆန်ပါမှုတော်မှာဟီတိုးစာဆိုတော့ဆိုရွာမှုဆိုတဲ့အဓိပ္ပာယ်ကိုသုံးပါတယ်
ခေါ်ရခုနနာကျူနနာဘန်ကဟာဂေရှိကကြတော့ပြင်းထန်တော့ကိုတုံးတာပါအဲ့တော့အချီဘန်နေနဲ့ဆိုလို့ရှိရင်တော့ဂဟာဂေရှိဒါတွေကပြင်းထန်ပါတယ်ဘာတွေကလည်းအမင်မိုးကအရန်ကိုဆိုးရနေတဲ့ပြင်းထန်နေတဲ့ခါစင်းဆိုလို့ရှိရင်လေတိုက်တာပြင်းထန်တယ်တတခိုက်ဆိုလို့ရှိရင်တိုက်ပွဲပေါ့နော်ပြိုင်ဆိုင်မှုတွေကကပါလဲဆိုလို့ရှိရင်ပြင်းထန်တယ်ခန်းကြောဆိုလို့ရှိရင်စိတ်ခံစားချက်တွေကပြင်းထန်တယ်အီတာမိနာကျင်မှုတွေကပြင်းထန်ပါတယ်အဲ့တော့စကားလုံးနေနဲ့သူဘယ်လိုရှင်းပြပေးထားသလဲဆိုလို့ရှိရင်ニューシーに失敗して今まで勉強しなかったことを激しく後悔したဆိုတော့ニューシーဆိုတာဘာလဲဆိုလို့ရှိရင်ဝင်ခွင့်ဖြေတာပေါ့နော်အဲ့လိုဝင်ခွင့်ဖြေတာမှာဘာလဲဆိုလို့ရှစ်ပိုင်းဆိုတော့ရှုံးနေတာပေါ့ရှစ်ပိုင်းရှိတယ်ရှုံးနေသွားတယ်တရှုံးသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အီမမတဲ့အခုထက်ထိပေါ့ဘန်ကျော်ရှိနာခတ်တာခုတူဆိုတော့စာမကြက်ခဲ့တာမကြိုးစားခဲ့တဲ့ကိစ္စကိုဟာခဲ့ရှိကူအလွန်ကိုပဲဘာဖြစ်လဲဆိုလို့ရှိရင်ကိုကိုက်စတာဆိုတော့နောင်ငါရမိတယ်ပေါ့နော်သူဝင်ခွင့်ကြောက်သွားတယ်အဲ့ဒါကြောင့်မလို့သူမကြိုးစားခဲ့တာကိုအခုတည်းသူဒီဂျာကာလာထဲမှာမကြိုးစားခဲ့တာဘာဖြစ်တယ်လဲဆိုလို့ရှိရင်နောင်ငါရပါတယ်ဆိုတဲ့ပုံစံမှာအဲ့တော့ニューシーに失敗して今まで勉強しなかったことを激しく後悔したအဲ့တော့နိဗ္ဗာန်ကကျတော့ဂဟာကေရှိဒါတွေကပြင်းထန်ပါတယ်ကြမ်းတမ်းတယ်ပေါ့နော်အဲ့ဒါမျိုးတွေကဘာလဲဆိုလို့ရှိရင်ဟန်ကဆိုတော့ပြောင်းလဲမှုတွေကအရင်ပြင်းတယ်ဒီတစ်ခုတစ်ခုနဲ့ပြောင်းလဲတော့တာစဆိုကွာခြားချက်တွေကအရင်များလွန်းအားကြီးတယ်အဲ့လိုမျိုးသုံးတယ်နော်အဲ့တော့ ichionio ပေါင်းပြီးတော့မှ hageshi စပြင်းထန်မှုချမ်းတမ်းမှုဆိုတဲ့အဓိပ္ပာယ်ကိုသုံးပါတယ်ခေါ်ရခုနနာကျူဟာဂျီဘန်ကစုခရီနာကကျတော့တစုံတယောက်နဲ့ချွတ်ဆွတ်တူတာလုံးဝပုံစံတူတယ်ဆိုတဲ့အဓိပ္ပာယ်လုံးမှာသုံးပါတယ်အဲ့တော့ဘယ်လိုရှင်းထားသလဲဆိုလို့ရှိရင်အာနီဝချစ်ချင်းနိခါဝမခွေမှုစုခရီတာအနီဝအကိုကတော့လေချစ်ချင်းနိအဖေနဲ့ပေါ့နော်ခါဝမှုမျက်နာရောခိုအဲမှုအတန်ရောစုခရီတာလုံးဝတတိရတဲ့တပုံစံနဲ့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့အာနီဝချစ်ချင်းနိခါဝမှုခွေမှုစုခရီတာနောက်တစ်ကြောင်းနေနေဆိုလို့ရှိရင်တော့ခါမီကိုခိတာရာဟာဟာအိုယာတိုစုခရီနီနတ်တာခါမီသပင်ကိုပေါ့နော်ခိတာရာသပင်ညှက်လိုက်တဲ့အချိန်မှာဟာဟာအိုယာတိုအမိခင်နဲ့စုခရီနီကျင်းတေပေါက်တူတေချာပေါက်ကိုနတ်တာတူလာခဲ့ဆိုတော့သပင်ညှက်လိုက်တဲ့အချိန်ကအမေနဲ့လုံးဝတူသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့ခါမီကိုခိတာရာဟာဟာအိုယာတိုစုခရီနီနတ်တာနောက်တစ်ကြောင်းကတော့ယူမေနာခကနောအေဥမာနစ်တဲ့စုခရီနီအေဂိုင်တာယူမဲနာနာမည်ကြီးလာတဲ့ခက်ကာဆိုတာဘာလဲဆိုလို့ရှိရင်ပကြီးစရာပေါ့နော်သူ့ရဲ့ပုံကိုတဲ့မာနက်ဆိုတာဘာလဲဆိုရှင်အတူခိုးလိုက်တာပေါ့နော်အဲ့လိုအတူခိုးပြီးတော့မှစုခရီတပုံစံနဲ့ဘာလို့လိုက်တယ်ဆိုလို့ရှိရင်အဲ့ခါရီတာဆိုတော့ပုံဆွဲခဲ့ပါတယ်တော့အဲ့တော့နာမည်ကြီးတဲ့ပကြီးစရာရဲ့ပုံကိုအတူခိုးပြီးတော့မှဒီတပုံစံနဲ့တူတဲ့ပုံကိုဆွဲခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ယူမဲနာကက်ကာနော်အေဥမာနစ်တဲ့စုခရီနီအဲ့ခါရီတာနောက်တစ်ကြောင်မှာကြတော့友達だと思って声をかけたらすっくりに別人だった友達だとဆိုတော့တငယ်ချင်းလို့တွေးပြီးတော့မှအုံမတ်ထင်လိုက်ပြီးတော့မှပေါ့နော်ခိုးရဲ့အတန်ကိုခါခဲ့တာဟိတ်တငယ်ချင်းဆိုသူတယောက်သူ့တငယ်ချင်းနာမည်နဲ့သူလှမ်းခေါ်လိုက်မှာပေါ့နော်အတန်လှမ်းပေးလိုက်တာကိုလေစုခရီနာလုံးဝသေချာပေါက်ပါလဲဆိုလို့ရှိရင်ဘယ်ဆိုချင်းတတ်တာဆိုတော့သူ့တငယ်ချင်းလို့ထင်နေသူ့တငယ်ချင်းနဲ့တူနေတယ်ဘယ်လိုလဲဆိုလို့ရှိရင်သစိမ်းတယောက်ဖြစ်နေတယ်တခြားတယောက်ဖြစ်နေဆိုတဲ့အိဗယ်ပါအဲ့တော့友達だと思って声をかけたらすっくりな別人だったနောက်အနေနဲ့ဆိုလို့ရှိရင်တော့စုခရီဆိုလို့ရှိရင်ချွတ်စွတ်တူမှုပေါ့နော်အဲ့တော့လေဥပမာအနေနဲ့ဆိုလို့ရှိရင်ဟွန်မိုနိုစုခရီနော်နီဇေဘရန်ဒိုဘက်ကိုဆိုတော့ဟွန်မိုနိုဆိုတော့တကယ်အစ်စ်တွေနဲ့စုခရီတူတဲ့ဘာလဲဆိုလို့ရှိရင်နီဇေအတူဘရန်ဒိုဘက်ကိုဆိုတော့ brand 8ပေါ့နော်ပစ္စည်းဒါကတော့အတူပဲဒါပေမဲ့ဘာလဲဆိုလို့ရှိရင်အစ်စ်နဲ့ချွတ်စွတ်တူနေတဲ့brand 8ကိုပြောချင်တာပါခေါ်ရခုနနာကျူကျူဘန်ကကျူနာကကြတော့ဒုတိယဖြစ်တော့ဒုတိယဆန်တော်ပေါ့နော်အဲ့လိုနေရာတွေမှာသုံးပါတယ်အချိပန်နေနဲ့ဆိုလို့ရှိရင်တော့ကျူနီဟာကအီတာမီဒတ်တာကျူနီရုတ်တရက်ကြီးကိုဟာကတွားကအီတာမီဒတ်တာဆိုတော့ရုတ်တရက်ကြီးတွားနာလေတွားကြိုက်ခဲ့လို့ပြောတာပါအဲ့တော့ကျူနီဒိုရိုနီတိုပီဒတ်တဲ့ကအဘူနိုင်နဲ့ကျူနီရုတ်တရက်ကြီးဒိုရိုနီဆိုလမ်းမမှာတိုပီဒတ်တာခုံထွက်လိုက်မယ်ဆိုလို့ရှိရင်တော့အဘူနိုင်အနေရများပါတယ်လေလမ်းမမှာရုတ်တရက်ကြီးဝုန်းဆိုပြီးထွက်လိုက်တာလေအနေများရဲ့ဘေးဘက်ညာဘက်အဲ့လိုတစ်ချက်ကြည့်ပေါ့ဆိုတဲ့ပုံစံမျိုးပြောတာပါအဲ့တော့ Q နီဒိုရိုနီတိုပီတာစတေဝါအဘူနိုင်နောက်တစ်ကြောင်းက Q နာယောဂျီကတခိတေခုနီအခိုင်ရခိုတိုနီနတ်တာ Q နာရုတ်တရက်ကြီးယောဂျီကတခိတေဆိုတော့ဒီကိစ္စတစ်ခုကဖြစ်သွားတာပေါ့နော်အရေးပေါ်ကိစ္စဖြစ်လာတဲ့ကြောင့်မလို့ခုနီဆိုတော့တိုင်းပြည်ကိုခိုင်ရခိုတိုနီနတ်တာဆိုပြန်မှုကိစ္စဖြစ်လာတယ်ဆိုတော့အရေးပေါ်ကိစ္စဖြစ်လာတဲ့ကြောင့်မလို့တိုင်းပြည်ပြန်ရတော့မယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာပါအဲ့တော့ Q နာယောဂျီကတခိတေခုနီအခိုင်ရခိုတိုနီနတ်တာ
နိဗ္ဗာန်လေးနဲ့ဆိုလို့ရှိရင်ခုနခါဝါဝနာဂါရဲကကျူတာခုနခါဝဒီမြစ်ကလေနာဂါရဲကအလီရေစီးတာကဘာလဲဆိုလို့ရှိရင်ကျူတာဆိုတော့အရှိအဟုန်နဲ့စီးတယ်ပေါ့နော်ဝုန်းတိုင်းတိုင်းစီးနေတယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာမြန်တယ်ပေါ့နော်အဲ့တော့ကျူနာဘာလဲဆိုရုတ်တရက်ကြီးပဲဖြစ်သွားတယ်လေဆိုလို့ရှိရင်ဆာကာမီချီချက်ချင်းကိုအစလေပြပြလေးသွားနေရဆာကာမီချီဆိုတော့ဘာလဲဆိုလို့ရှိရင်ဂုံတက်ဂုံစင်းနေအဲ့လိုမျိုးလမ်းကိုပြောတာနော်နောက်တော့ခိုင်တန်းဆိုရုတ်တရက်ကြီးပဲဖြစ်သွားလဲဆိုလို့ရှိရင်ခိုင်တန်းဆိုတော့ဘာလဲဆိုလို့ရှိရင်လှေကားပေါ့နော်အရင်ကမတ်ဆောက်တဲ့ဘယ်လိုပြောရမလဲလှေကားပေါ့အဲ့လိုမျိုးပြောတာပါခါပူဆိုလို့ရှိရင်လည်းအရင်ကဘာဖြစ်လဲဆိုလို့ရှိရင်ဟို white အရင်အကြီးသွားတယ်ပေါ့နော် cuff ကြီးအကြီးကိုပြောတာပါအဲ့တော့ဗျာမြင့်စကားလုံးနေဆိုလို့ရှိရင်တော့ယူရူယာကနာဆိုတော့သူကဘာလဲဆိုလို့ရှိရင်ပြည့်ပြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာเนาะအဲ့တော့ဒီစမ်းပန်ကျူနာကျတော့ဘယ်လိုပြောရမလဲပြင်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะပြင်းနေကွေးကောက်လုံးနဲ့မတ်ဆောက်လုံးနဲ့ဒါမှမဟုတ်ရှင်လဲအရန်ကိုကွေးလွန်အားကြီးရဆိုတဲ့ပုံစံမျိုးသုံးတာပါကိုရကိုဟာတီကျူပန်ကဘာလဲဆိုလို့ရှိရင်တက္ကီတိုနာကကျတော့တင့်တော်တယ်လို့စီလီယိုတယ်လို့ဆိုရဲအဲ့လိုပုံစံမျိုးတွေမှာပြောပါတယ်အဲ့တော့အချိပန်နေနဲ့ဆိုလို့ရှိရင်တော့ခတေကျော်ရှိအိုဆာကရှိတဲ့ဤလူကတက္ကီတိုနာဟီတိုကနာကဤနိုင်ခတေကျော်ရှိဆိုဘာလဲဆိုလို့ရှိရင်ကျူတာကိုပြောတာနော်အိုဆာကရှိတဲ့ဤလူကရှာနေပေမဲ့လေတက္ကီတိုနာတင့်တော်တဲ့ဟီတိုသူကပေါ့နော်နာကဤနိုင်မတွေ့ခဲ့ပါဘူးတဲ့အဲ့တော့ခတေကျော်ရှိအိုဆာကရှိတဲ့ဤလူကတက္ကီတိုနာဟီတိုကနာကဤနိုင်နောက်တစ်ကြောင်ကတော့ဆန်းစေနိတက်ကမြူခခုတုခီဝနမယေနိသမတေဝနာခုဆန်းစေအိုစကေရုနောကတခိတုဒဆန်းစေနိဆေယာမှာပေါ့နော်တက်ကမြူကိုစာကိုခခုတုခီဝရေးမယ်ဆိုလို့ရှိရင်နမယေနိနမဲအနောက်မှာစမထည့်ပဲနဲ့ဒေဝနာခုမဟုတ်ပဲပေါ့နော်ဆန်းစေဆေယာဆိုပြီးတော့စကေရုထည့်ပြီးတော့ရေးတာကားတဲ့တခိတုကပို့ပြီးတော့တင့်တော်တယ်ဥပမာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်မောင်ဆိုမောင်ဆန်ပေါ့ပုံမှန်ကတော့အဲ့လိုမျိုးဖြစ်ပေမဲ့ကိုထရာလူကြီးရဲ့လူဆရာကြီးပါဆိုလို့ရှိရင်မောင်ဆာမဆိုပြီးတော့နောက်မှာဆာမလေးသုံးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီလူကဆရာဖြစ်နေရဆိုလို့ရှိရင်တော့မောင်ဆန်းစေးဆိုပြီးတော့အဲ့လိုမျိုးသုံးလိုက်တာပို့ပြီးတော့ကောင်းတယ်ပေါ့လေအဲ့တော့သူ့ရဲ့ဗျာမြင့်စကားလုံးနေနဲ့ဆိုလို့ရှိရင်တော့အဖူတက်ကီတိုနာဆိုတော့မတင်တော်ဘူးမစီလီယောဘူးဆိုတဲ့အဓိပ္ပာယ်ကိုသုံးတာပါနိဗ္ဗာန်နေနဲ့ဆိုလို့ရှိရင်တော့နိခုတိုယာစာယိုတက္ခိတိုနာအိုခီစာနိခိတက်ခါရဲုစကူလူနိခုအသားနဲ့ရဆိုင်အရွက်တွေကိုတက္ခိတိုနာတင့်တော်တလိုမျိုးအိုခီစာဆိုတော့အရွက်အစားမှာနိခိတက်လှီးပြီးတော့မှခါရဲဆိုတော့ခါရဲဆုကိုပေါ့နော်စကူရူပြုတ်လောက်ပါတယ်တဲ့အဲ့တော့အသားနဲ့ရွက်တွေကိုတင့်တော်လှီးပြီးတော့မှကာရဲဟင်းကိုချက်လိုက်ပါတယ်ဆိုတဲ့ပဲပါအဲ့တော့နိခုတိုယာဆိုင်ယိုတက္ခိတိုနာအိုခီစာနိခိတက်ခါရဲကိုစကူရူနောက်တစ်ချောင်းကကြတော့တုတ်ချူတဲ့တခိတိုနီ QK ကိုတုတ်တက်ခရာဆိုင်တုတ်ချူတဲ့ဆိုတော့တဝက်မှာပေါ့နော်တခိတိုနာတင့်တော်လိုမျိုး QK ဆိုတော့ခတအနာယူတာကိုတုတ်တက်ခရာဆိုင်ဆိုတော့အနာယူပါပေါ့နော်ဥပမာအလုံးလုံးနေတဲ့လန်နဲ့2နာရီကြာတာမဟုတ်လဲ3နာရီကြာလောက်တစ်ခေါက်ပေါ့နော်အဲ့လိုနေရာမျိုးတိုင်းမှာခဏပေါ့နော်ယာယီနားပါဆိုတဲ့ပုံစံမျိုးကိုပြောတာပါအဲ့တော့တုတ်ချူတဲ့တခိတိုနီ QK ကိုတုတ်တက်ခရာဆိုင်စမ်းမတ်အနေနဲ့ဆိုလို့ရှိရင်တော့親が過婚しようとうるさくてその度に適当に返事をしているで親がမိဘကခက်ခွန်းရှောမင်္ဂလာဆောင်တော့လေဆိုပြီးတော့မှဥရုစကုတ်တဲ့ဆိုတော့ပူညံလုပ်တဲ့ပွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆွနုတပိနီအဲ့လိုအချိန်တိုင်းမှာတခိတိုနီတူကြုံတလိုမျိုးဟန်ကြီးအဖြေပေါ့နော်ချစ်တဲ့ဤလူဆိုပေးတယ်ဆိုတော့နေမင်္ဂလာမဆောင်သေးဘူးလားမင်္ဂလာဆောင်တော့လေလို့ပြောရဲဆိုလို့ရှိရင်ဆောင်မယ်လေဘယ်တော့လေဘာညာတူကြုံတလိုမျိုးတူဘယ်လိုပြမတဲ့တယ်လို့ပဲပြန်ဖြေဆိုတဲ့ပုံစံမျိုးကိုပြောတာပေါ့လေအဲ့တော့အိုယာကခက်ခွန်းရှောတိုဥရုစကုတ်တဲ့ဆွနုတပိနီတခိတိုနီဟန်ကြီးကိုしているနောက်တစ်ကြောင်ကကြတော့အနိုဟီတိုကတခိတိုနာဟီတိုတာခါရအမရီရှင်ရောရှိနိုင်ဟိုကအီရောတဲ့အနိုဟီတိုကအဲ့လူကတော့လေတခိတိုနာဟီတိုဘယ်လိုပြောရမလဲတင့်တော်တယ်လို့ပေါ့နော်ဒီတိုင်းပဲဟိုအရန်ကြီးကို response တွေပါကြီးတောင်းဝင်မြူတက်တဲ့လူဖြစ်တဲ့ကြောင်မလို့ဟီတိုတာခါအဲ့လိုဖြစ်တဲ့ကြောင်မလို့အမရီအရန်ကြီးရှင်းရောဆိုတာယုံကြည်တာကိုပြောတာပေါ့နော်အဲ့တော့ရှင်းနာရင်မယုံကြည်တာကဟိုအဲ့လိုကားပေါ့နော်အီရောပိုကောင်းပါတယ်တဲ့အဲ့လိုဒီတိုင်းပဲတင့်တော်တယ်လို့ပေါ့နော်တာမန်အဲ့လိုနေလူဖြစ်တဲ့ကြောင်မလို့တိတ်ပြီးတော့ယုံကြည်တာမကောင်းဘူးနော်ဆိုတဲ့ပုံစံမျိုးပြောတာပါအဲ့တော့အနိုဟီတိုကတခိတိုနာဟီတိုတာခါရအမရီရှင်းရောရှင်းနိုင်ဟိုကအီရောတဲ့ပေါင်းစကလုံးတွေနဲ့ဆိုလို့ရှိရင်တော့တခိတိုစဆိုလို့ရှိရင်တင်တော်မှုစီလျော်မှုအဲ့တော့လူကြီးကောတွေမှာဆိုလို့ရှိရင်တော့ဤခါကဲနာကဘာလဲဆိုလို့ရှိရင်အဆင်ပြေသလိုနေတာဒါပေမဲ့ကြုံသလိုနေတဲ့လူမျိုးပြောတာနော်အတူတူလိုက်ချက်ပေးတွေ့ကြမလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြန်လည်တွေ့ကြမယ်နော်တတ်ဘိုင်